အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Sunday Turtle Share Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တန်ကြိုးများအကြောင်းအပိုင်း6 Steel Wire Rope Part 6ပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီဗီဒီယိုလေးမှာ What is compact strand wire rope compact strand wire rope ဆိုတာဘာလဲ Benefits of compact strand wire rope compact strand wire rope ရဲ့ကောင်းကျိုးများ Application of compact wire rope compact wire rope ရဲ့အသုံးချပုံIs compact strand and swag wire rope same compact strand wire rope နဲ့ swag wire rope တူပါသလားစတာတွေပဲဖြစ်ပါတယ် What is compact strand wire rope compact strand wire rope ဆိုတာဘာလဲ compact strand wire rope ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ညာဘက်ကပုံလေးကိုတစ်ချက်ကြည့်ပေးပါညာဘက်ကပုံလေးမှာ standard wire rope နဲ့ compact strand wire rope နဲ့ပုံလေးနှစ်ခုကိုရှင်းပြထားတာတွေ့ရပါမယ် compact strand wire rope ရဲ့သူရဲ့ outer surface မျက်နှာပြင်ဒီ standard wire rope တက်စားလို့ရှိရင်ပို့ပြီးတော့ပြားနေတာကိုတွေ့ရပါမယ်ယခုလိုမျိုးပြားနေဖို့ဆိုလို့ရှိရင် wire strand တွေကိုပုံစံခွက်ဒါမှမဟုတ် roller တွေကိုတဲကိုဖြတ်တန်းစေခြင်းအပြင်ကျွန်တော်တို့ပြုလုပ်လို့ရပါတယ်ဒီ process ကိုကျွန်တော်တို့ wire rope တွေလုံးဝမပိတ်လိုက်ခင်မှာလုပ်ကြတာပါယခုလိုမျိုး compact wire rope တွေရလာခြင်းအပြင်ကျွန်တော်တို့ wire rope တွေဒီပုံမှုပြီးတော့ချုံးမွတ်လာပြီးတော့ကျွန်တော်တို့ diameter တွေလည်းပို့ပြီးတော့သေးသွားပါတယ် wire rope ရဲ့ diameter တွေဒီပို့ပြီးသေးသွားပါတယ်ယခုလိုမျိုး diameter တွေသေးသွားတဲ့အခါအတွက်ကြောင့်မို့လို့ကျွန်တော်တို့ wire rope ရဲ့ density ဒီပို့ပြီးတော့ကောင်းလာပါတယ် wire rope density ပိုကောင်းလာတဲ့အတွက်ကြောင့်မို့လို့ခံနိုင်ရည်တွေလည်းပို့ပြီးတော့တိုးတက်လာပါတယ်ယခုလိုမျိုးတိုးတက်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ wear resistant ဒီမှာလည်းပို့ပြီးခံနိုင်ရည်ပိုရှိလာပါတယ် application of compact strand wire rope compact strand wire rope ကိုဘယ်မှာသုံးတယ်လဲ compact strand wire rope တွေက tower crane mobile crane container crane နဲ့ offshore crane including pillar crane and deck crane အစသဖြင့်သူတို့ crane တွေမှာမရှိမဖြစ်လိုအပ်တဲ့wire rope အနေနဲ့အသုံးပြုပါတယ်ဒီညာဘက်ကပြထားတဲ့ပုံတွေကတော့ကျွန်တော်တို့ compact strand wire rope ပါတဲ့ပုံစံတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ compact strand wire rope နဲ့ stretch wire rope ဒီတူပါသလားပေါ့နော်အဖြေကတော့မတူပါဘူးဘာဖြစ်လို့မတူတာလဲဆိုတော့ compact strand wire rope ဒီ wire rope မပိတ်ခင်မှာသူတို့ရဲ့ outer strand တွေကိုဓာတ်သုံးဟုတ် ruler တွေကိုဖြတ်တန်းစီခြင်းအပြင်သူတို့ရဲ့ flattened surface ကိုရအောင်လုပ်တာပဲဖြစ်ပါတယ်ဒါပေမဲ့ switch wire rope တွေကြတော့အဲ့လိုမဟုတ်ပါဘူးသူတို့ wire rope ပိတ်ပြီးတဲ့အခါကျမှ rotary swagger machine တွေကိုဖြတ်တန်းစီခြင်းအပြင်လောက်တာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ process အဖြစ်ကြည့်ရင်လည်းမတူပါဘူးပုံမှာပြထားလို့ရှိရင်လည်းအနည်းငယ်ကွဲပြားခြားနားတယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကောင်းကျိုးတွေအဖြစ်ဆိုလို့ရှိရင်တော့ compact strand wire rope ဒီနဲ့အရန်ကြီးတော့ကွဲပြားခြားနားမှုမရှိပါဘူးသူတို့ရဲ့တာလွန်တဲ့အချက်တွေကတော့ more resistant to wear better drum crushing resistant ပြီးတော့ high strength တို့ပဲဖြစ်ပါတယ်benefit of the switch wire rope switch wire rope ရဲ့ကောင်းကျိုးများကျွန်တော်ရှေ့ရ slide မှာပြောခဲ့တဲ့အတိုင်းပဲ switch wire rope ရဲ့ကောင်းကျိုးတွေဒီ compact strand wire rope ရဲ့ကောင်းကျိုးတွေနဲ့အလားတူပဲဖြစ်ပါတယ်အရင်ကွဲပြားခြားနားနေတာမျိုးမရှိပါဘူးဒီထဲမှာမှထူးခြားတဲ့ချက်တစ်ခုကတော့ switch wire rope ရဲ့အတွေ့အထိသူတို့ကို wire rope ပိတ်ပြီးတော့မှဖိချလိုက်တဲ့အတွက်ကြောင့်မို့လို့ wire rope diameter တစ်ခုလုံးလျော့ကျသွားတာပဲဖြစ်ပါတယ်ယခုလို wire rope diameter တစ်ခုလုံးလျော့ကျသွားတဲ့အတွက်ကြောင့်မို့လို့ wire rope ထဲမှာပါဝင်တဲ့ steel မဟုတ်တဲ့နေရာလေးတွေလည်းလျော့သွားပါတယ်ယခုလိုလျော့သွားတဲ့အတွက်ကြောင့်မို့လို့ metallic area ပေါ့နော် cross section နဲ့ metallic area ပို့ပြီးတော့တက်လာပါတယ် steel ပါဝင်မှုနှုန်းပေါ့နော်ဒီဖြတ်လိုက်တဲ့ cross section ဖြတ်လိုက်တဲ့အခါကျရင် steel ပါဝင်မှုနှုန်းဒီ diameter မှာ steel ပါဝင်နှုန်းပိုများလာပါတယ်အဲ့အတွက်ကြောင့်မို့လို့လည်းbreaking force factor တွေလည်းပို့ပြီးတော့မြင့်လာပါတယ်တနည်းအားဖြင့် wire rope ဒီတော်ရုံတန်ရုံနဲ့မပြတ်တော့ဘူးပေါ့နော်ကျွန်တော်တို့ညာဘက်က graph လေးကိုကြည့်မယ်ဆိုလို့ရှိရင်ညာဘက်က graph လေးက rope diameter နဲ့ x axis မှာရှိပြီးတော့minimal breaking force y axis မှာရှိတာကိုတွေ့ရပါမယ်အဲ့ဒီမှာကျွန်တော်တို့မြင်းလေးနှစ်ကြောင်းဆွဲထားပါတယ်အနီကြောင်းက compact strand wire rope မျိုးစားဖြစ်ပြီးတော့အပြာရောင်းသည့် normal rope မျိုးစားဖြစ်ပါတယ်အဓိကဒီ graph ကပြချင်တာကတော့ wire rope diameter အတူတူချင်းတောင်မှ compact strand wire rope တည်းရဲ့ minimal breaking force ဒီ normal wire rope တက်ပို့ပြီးတာလွန်ကောင်းမွန်တယ်ဆိုတာကိုပြချင်တာပဲဖြစ်ပါတယ်အဲ့ဒီရဲ့ညာဘက်မှာထပ်ပြီးကြည့်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ key highlight လေးတွေပြထားတွေ့ရပါမယ် compact wire rope ရဲ့အဓိကကောင်းမွန်တဲ့အချက်လေးတွေပေါ့နော်အဲ့ key highlight လေးတွေကိုပြထားတာပဲဖြစ်ပါတယ်
ဟုတ်ကဲ့ယခုဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာရန်နာလိုက်ပါတယ်ကြည့်ရှုသူများကိုလည်းအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ goodbye